ဘောလုံးလေးတစ်လုံးကိုကျိုးနဲ့ချီပြီးတော့စက်ဝိုင်းပုံစံလဲပတ်နေအောင်ဆွဲထားတဲ့အားရယ်အီလက်ထရွန်ကနျူကလ িয়াস ကိုစက်ဝိုင်းပုံစံလဲအောင်ဆွဲထားတဲ့အားရယ်လကဘာကိုစက်ဝိုင်းပုံစံပတ်အောင်ဆွဲထားတဲ့အားရယ်ကဘာကနေကိုစက်ဝိုင်းပုံစံလဲပတ်နေအောင်ဆွဲထားတဲ့အားရယ်အဲ့ဒီအားတွေအားလုံးကအတူတူပဲဆိုတာသိလားโอเคဒီနေ့မှာတော့အဲ့လိုမျိုးစက်ဝိုင်းပုံစံလဲအောင်ပတ်နေတဲ့အားတွေအကြောင်းရှင်းပြမှာဖြစ်ပါတယ်အဲ့ဒီအားတွေကိုဘာလို့ခေါ်လဲဆိုတော့ centripetal force လို့ခေါ်တယ်ကျွန်တော်ကတော့ William ဖြစ်ပါတယ်โอเคဒီမှာဘုံလေးတစ်လုံးရှိတယ်ဆိုပါစို့အဲ့ဘုံလေးတစ်လုံးကိုစက်ဝိုင်းပုံစံလဲစီခြင်းဘာလုပ်ရမလဲကျိုးလေးချောင်းဆွဲပြီးတော့လှည့်လိုက်ပေါ့အဲ့တော့ကျိုးလေးနဲ့ဆွဲပြီးတော့ဘောလုံးကိုလှည့်ပြီးလှည့်တဲ့အခါမှာဘောလုံးလေးကဒီနားကိုရောက်လာအဲ့ဒီအချိန်မှာခုနကနေရာနဲ့အခုနေရာနဲ့လဲသွားတဲ့အတွက်ဘာဖြစ်သွားလဲဆိုတော့ direction change သွားတယ်နံပါတ်1 speed ကတော့တူခြင်းလဲတူမယ်မတူခြင်းလဲမတူဒါပြဿနာမရှိဘူး speed တူတယ်ဆိုရင်တော့မှ change တည်တယ်စက်ဝိုင်းပုံစံသွားရင် direction ဆိုတာ change ပါပဲ direction change ရင် acceleration ပေါ်လာတယ် acceleration ကဘယ်ကိုပြလဲဆိုတော့ဗဟိုဘက်ကိုပြတယ်အဲ့လိုဗဟိုဘက်ကိုပြတဲ့ acceleration ကိုဗဟိုချင်းရှိန် centripetal acceleration လို့ခေါ်တယ်ဗဟိုဘက်ကိုချင်းကတ်တယ်ပေါ့ကွာ centripetal acceleration လို့ခေါ်တယ်အဲ့တော့နျူတန်ရဲ့ဒုတိယနိယာမအရ F equal to ma တဲ့ acceleration ဆိုတာ force ကြောင့်ပဲဖြစ်တာ acceleration ရှိတိုင်းမှာ force ရှိတယ်လို့မှတ်ထားလိုက်ပေါ့ okay နော်အဲ့တော့ centripetal acceleration ဆိုတာလဲ centripetal force ကြောင့်ပဲဖြစ်တာပေါ့ဒါမယ်နော် okay ဖတ်ကြည့်အောင် centripetal acceleration နဲ့ tangential velocity အကြောင်းတော့ရှေ့ရဗီဒီယိုမှာပြောခဲ့ပြီပေါ့နော်မကြည့်ရသေးရင်တော့ရှေ့ရဗီဒီယိုတွက်ကြည့်ဖို့အကြံပေးပါတယ် okay အဲ့တော့ centripetal acceleration ရှိရယ် centripetal force လည်းရှိတယ်အဲ့တော့ဒီအနီအောင်များလေးတွေကဒါ tangential velocity ကိုပြတာပေါ့နော်အဲ့တော့အခုပြောမှာ centripetal force ကြောင်းဆိုတော့ centripetal force ကိုဘယ်လိုရှာမလဲအလွယ်ဆုံးနည်းကတော့ Newton ရဲ့ second law ဖြစ်တဲ့ F equal to ma centripetal acceleration ကိုသိရင် mass နဲ့များလိုက် centripetal force ရမယ်ဒါပဲပြောချင်တဲ့သဘောက mass များရင် centripetal force လည်းများလို့မယ်ကဲဒါမှမဟုတ် mass ကတော့ constant ပါနော်ဘောလုံးလေးကတော့ဒီဘောလုံးပဲဘောလုံးအကြီးကိုချိန်ပြီးထည့်လိုက်တာမဟုတ်ဘူးဘောလုံးကတော့ဒီဘောလုံးပဲဆိုရင် mass ကမပြောင်းဘူးဟုတ်လားအဲ့တော့ mass constant အခြေအနေမှာ centripetal acceleration များလို့ခြင်းရင် centripetal force လည်းများပေးရမယ်ရွေးရှင်းပါတယ်နော် okay ဒီကနေပြီးတော့ပုံသင်ကြီးတစ်ခုထွက်လာမယ် fc equal to mv square by r ဘာလို့လဲဆိုတော့ ac က v square by r လေအဲ့တော့ fc equal to mv square by r ပြောချင်တာက velocity များနဲ့လဲသေးခြင်းရင် velocity များနဲ့လဲသေးခြင်းရင် centripetal force လည်းများပေးရတယ်များဆွဲရတယ်အားများသုံးရတယ်ဆိုတဲ့အဓိပ္ပာယ်ပဲစိတ်ကူးရင်ကြည့်လိုက်ဟုတ်လားမဟုတ်လားဘုံလေးတစ်လုံးကိုကျိုးနဲ့ချီပြီးတော့ဖြည်းဖြည်းလေးလှည့်ကြည့်စိတ်ကူးထဲမှာပြီးရင်မြန်လှည့်ကြည့်မြန်လှည့်တဲ့အခါမှာအားပိုမသုံးရဘူးလားဒါပဲလေโอเคနော်ပြီးတော့နောက်တစ်ခုကကြတော့ radius နဲရင်လဲ centripetal force များလို့တယ်ဘယ်လိုမျိုးလဲဆိုတော့ဆိုင်ကမောင်းဘူးလား对，也请不来，李宝လွတ်လိုက်တော့ဒီပါလွတ်လိုက်တော့ဗရိတ်နေတိုင်ငယ်ကြီးနဲ့ခြံစည်းရိုးကြီးခြံစည်းရိုးကြီးအိုးဒါမှမဟုတ်စပိန်ကားတစ်ခုခုပေါ့နော်အဲ့လိုမအောင်လမ်းလျှောက်ရင်တော့မရဘူးလမ်းလျှောက်ရင်တော့ခက်တယ်ဒီဟာကိုတွေ့ရဖို့ခက်တယ်အဲ့တော့ကားတွေစိုက်ကယ်တွေမောင်းတဲ့အခါစိုက်ကယ်ဆိုရင်တော့ပိုသိရတယ်စဝိုင်းသေးသေးကိုပတ်တာနဲ့စဝိုင်းကြီးကြီးကိုပတ်တာနဲ့ဘယ်ဟာအားပို့လို့လဲဘယ်ဟာပိုခက်လဲစဉ်းစားကြည့်နော်စိုက်ကယ်ကိုအရှိန်နဲ့မောင်းလာမယ်စဝိုင်းကလည်းကြီးတယ်ရတယ်အေးစိတ်ကွေးလို့ရတယ်မဟုတ်ဘူးဂန်းငယ်ကွေးရတာဂန်းကွေးတယ်ဆိုတာစဝိုင်းသေးတယ်လေဒီကောင်စဝိုင်းပုံစံလောက်လာရင်ဒီလိုအခုံးလေးပေါ့ဟုတ်လားအဲ့ဒီလိုလေးဖြစ်သွားမယ်အဲ့တော့ဂန်းငယ်ကွေးဆိုတာစဝိုင်းသေးတယ်အဲ့အရှိန်နဲ့လာပြီးတော့ဂန်းငယ်ကွေးကမလွင်ဘူးဘာကြောင့်လဲဆိုတော့လိုအပ်တဲ့ centripetal force ပေးနိုင်မှာပဲရမှာမပေးနိုင်မောက်သွားနိုင်တယ်အဲ့ဒါပဲပြောချင်တာ radius နဲ့ centripetal force များလို့တယ် radius ကြီးတဲ့စဝိုင်းပြည့်ကွေ့ရတယ်ဒီလိုဆိုရင်ဒါစဝိုင်းကြီးသွားပြီအဲ့ဒါဆိုရင် centripetal force နည်းနည်းပဲလို့တယ်နောက်ထပ်ပုံသင်နည်းတစ်ခုကကြတော့ဒီကနေပြီးတော့ပဲထပ်ပြီးတော့ derivation လုပ်ထားတာ v နေရာမှာ r omega ထည့်လိုက်အဲ့တော့ v square ဆိုတော့ r square omega square r တစ်လုံးကြည့်တော့ fc equal to
mr omega square ဖြစ်သွားတာပေါ့ရမယ်နော်ကဲဒါဆိုရင် centripetal force ဘယ်လိုဖြစ်လာလဲနားလည်ပြီ centripetal force ရဲ့ပုံသင်နည်းလည်းသိပြီဆိုတော့ centripetal force ကိုဖြစ်ပေါ်စေသောအားတွေအကြောင်းကိုလေ့လာကြအောင် centripetal force ကိုဖြစ်ပေါ်စေတဲ့အားတွေဆိုတာကဘာလဲဆိုတော့အခြေအနေပေါ်မူတည်ပြီးတော့အဲ့ဒီအားတွေဒီ centripetal force အဖြစ်ဆောင်ရွက်တာသူတို့ force တက်ပဲဥပမာ tension ဆိုလဲ tension ပဲမဲ့ဒါပေမဲ့စောင်းဝိုင်းပုံစံလဲတဲ့ခါကျရင်တော့သူက centripetal force အဖြစ်ဆောင်ရွက်တယ်အဲ့တော့ကြည့်ကြရအောင် There are different forces which can provide centripetal force depending on the motion of bodies and the various conditions အခြေအနေပေါ်မူတည်ပြီးတော့ဝိတုရဲ့ရွေးချတဲ့ပေါ်မူတည်ပြီးတော့ centripetal force အဖြစ်ဆောင်ရွက်တဲ့ force တွေရှိပါတယ် A few more examples of centripetal forces are described as follows centripetal force အဖြစ်ဆောင်ရွက်တဲ့ force တွေအကြောင်းကိုအောက်မှာပြောပြထားတယ်ဒါပေမဲ့ဒီ6ခုလည်းရှိတာတော့မဟုတ်ဘူးဒီမှာတော့ example တချို့ကိုဖော်ပြထားတာပေါ့နော်အသုံးများတဲ့ example တွေဒီဟာတစ်ခုချင်းဒီအကြောင်းကိုဆက်ပြီးတော့ပြောပြသွားမယ်နံပါတ်1 tension ကိုကြည့်အောင် tension force tension ကကျိုးတွေမှာဖြစ်တာပေါ့နော်အလွယ်ဆုံးပြောရရင်တော့ကျိုးတွေမှာဖြစ်တာအဲ့တော့ tension ဖြစ်ဖို့အတွက်ဒီမှာလူတစ်ယောက်ရှိမယ်ဒီမှာကျိုးလေးရှိမယ်အဲ့ကျိုးကိုဆွဲတယောက်တည်းဆွဲရင်ဖြစ်ပါမလားဘယ်ဖြစ်မလဲကျိုးကအနောက်ကနေပြီးတော့ဘလက်နဲ့လိုက်နေမှာအဲ့တော့ tension ဆိုတာနှစ်ဖက်ဆွဲမှာဖြစ်တာကျိုးတင်အားဆိုတာနှစ်ဖက်ဆွဲမှာဖြစ်တာတယောက်တည်းဆွဲလို့မရဘူးဒီဘက်မှာလူတစ်ယောက်ကဆွဲရင်ဆွဲဒါဆိုရင်ကျိုးတင်မယ်ဒါမှမဟုတ်နေရံမှာဂျိတ်လေးနဲ့နော်ခြီးပြီးဆွဲတစ်ပင်ကိုခြီးပြီးဆွဲအဲ့လိုမျိုးပဲရမယ်တယောက်တည်းကဆွဲရင်တော့ tension မဖြစ်ဘူးအဲ့လိုမျိုးနှစ်ဖက်လုံးကဆွဲမှ tension တစ်ခုဆိုတာဖြစ်တာအဲ့တော့ဒီ tension ကဒီနေရာမှာ tension ပဲ centripetal force မဟုတ်ဘူးဘာလို့လဲဆိုတော့အတဲ့ဆွဲထားတာ哦အဲ့ tension ကဘယ်နေရာမှာဘယ်လိုအခြေအနေမျိုးမှာ centripetal force အဖြစ်ဆောင်ရွက်လဲဆိုတော့အခုလိုမျိုးစောင်းဝိုင်းပုံစံလှည့်တဲ့အခါမှာ tension က centripetal force အဖြစ်ဆောင်ရွက်တယ်နော်ဒီအဲ့တော့ဒီလိုမျိုးလှည့်တယ်ဆိုပါလို့ဒီလိုမျိုးလှည့်တယ်ဆိုရင် horizontal ပေါ့နော် horizontal လှည့်တယ်ဆိုရင် tension က centripetal force ဖြစ်ဆောင်ရွက်မယ်ဒါပေမဲ့ရိုးရိုးလှည့်တဲ့ဟာကတော့ကိစ္စမရှိဘူးစောင်းပြီးလှည့်တယ်ဆိုရင်တော့နည်းနည်းကိစ္စရှိသွားတယ်ဘယ်လိုကိစ္စရှိတာလဲဆိုတော့နည်းနည်းခတ်သွားတာပေါ့နော်သူရဲ့ပုံတင်နည်းပါစဉ်းစားတာခက်တယ်အဲ့တော့ဒီပိုင်းလေးကိုပြောပြချင်တယ်ဒီမှာကကျိုးပေါ့နော်ဒါလေးကကျိုးဆိုတော့ဒီမှာကျိုးရဲ့ tension T ရှိမယ်အဲ့တော့စောင်းနေတဲ့အတွက်သူ့ကို component ခွဲလိုက်မယ် component ခွဲလိုက်တော့ဒီမှာ down တီတာလေးရှိမယ်ဟုတ်လားဒါမှ down တီတာလေးရှိမယ်အဲ့တော့တီတာနဲ့ဝေးတော့ဝေးရင် sin နေရင် cos အဲ့တော့ t sin တီတာနဲ့ t cos တီတာဆိုပြီးရမယ် okay ဒီမှာနောက်တစ်မျိုးပြောပြမယ်ဒီမှာ tension ရှိမယ်ဒီတရားလေးက tension ဟဲ့လား tension လိုမျိုးစောင်းနေတာဒီ tension လေးကဒီမှာပြီးတော့ weight ကအောက်ကိုကျတယ်ဟုတ်ပြီးတော့ရင်ဒါ centripetal force သူကအဲ့တိုင်းလေးပဲခွဲလိုက်တာနော် component ခွဲလိုက်တဲ့အခါမှာ t sin တီတာနဲ့ t cos တီတာဆိုပြီးရမယ်ဒီတီတာနဲ့ဒီတီတာနဲ့ကလည်းတူတူပဲအဲ့တော့တီတာနဲ့နီးတော့နီးရင် cos ဆိုတော့ t cos တီတာဒီ component က t sin တီတာအဲ့တော့မြင်တောင်ပြောရမယ်ဆိုရင်အရောင်လေးပြောင်းပြီးပြောပြမယ်ဒီကောင်လေးက component တစ်ခုခွဲတယ်ဒီမှာ component တစ်ခုခွဲတယ်တကယ် original ကကြတော့ဒီကောင်နောက်ဆုံးဆွဲလိုက်တဲ့မြားလေးနော်ဒါလေးက tension အဲ့ tension ကမှ component နှစ်ခုခွဲလိုက်တာမြားတွေကတော့ညီညီညာညာလေးဆွဲရမှာပဲမဲ့အကျန်းဆွဲတာဖြစ်တဲ့အတွက်မညီညာလေးတော့ဖြစ်သွားတယ်โอเคနော်အဲ့တော့ဒီ t ကနေပြီးတော့ t cos တီတာနဲ့ t sin တီတာဖြစ်ခွဲလိုက်တဲ့အတွက်ဒီ tension စဉ်းစားကြရမလို့တော့အဲ့တော့အားဘယ်နှမျိုးထွက်လာပြီလဲနှစ်မျိုး horizontal t sin တီတာနဲ့ vertical t cos တီတာဆိုပြီးထွက်လာတယ်โอเคအဲ့ဒီမှာဘယ်ကောင်က centripetal force အဖြစ်ဆောင်ရွက်မှာလဲဆက်ကြည့်အောင်ဒီမှာ weight w ရှိတယ်မြားတွေကတော့မညီဘူးဖြစ်နေပါတော့တကယ်ကတော့ညီရအောင်အဲ့တော့ tension နဲ့ weight နဲ့က balance ဖြစ်နေတယ် t sin တီတာပဲကြံမယ်အဲ့ဒီကောင်က centripetal force အဖြစ်ဆောင်ရွက်မယ်အဲ့တော့ centripetal force ကိုလိုချင် t sin တီတာနဲ့တွက်လိုက်ပေါ့
အဲ့တော့ weight ကိုလိုချင် t cos theta နဲ့တွက်မယ်ဒီဘောလုံးလေးရဲ့ weight ပေါ့နော်လိုချင် t cos theta နဲ့တွက်မယ်တကယ်လို့ centimeter force ကိုလိုချင်ရင်ဒီ sin theta နဲ့တွက်မှာဒါကတော့ဒီလိုမျိုး down ပါတဲ့အခြေအနေတွေမှာသုံးရတဲ့ပုံသေးနည်းပေါ့ဒီတိုင်းရိုးရိုးလဲ့တယ်ဆိုရင်တော့ tension က centimeter force နဲ့တူတယ်ဆိုတော့ပြဿနာမရှိဘူးဒီလိုစောင်းပြီးတွက်ခိုင်းတဲ့ပု္ပ္ပစာတွေမှာတော့နည်းနည်းအခက်ခဲရှိလိမ့်မယ်အဲ့ချိန်ကျရင်ဒီပုံသေးနည်းနဲ့အသုံးပြုပြီးတွက်လို့ရတယ်ဒါ tension ကြောင့်ပြပြတယ်โอเคနောက်ထပ်တစ်ခုကဘာလဲဆိုတော့ဒီ tension မှာကိုပဲhorizontal တိုင်းလှည့်နေရင်တော့ပြဿနာမရှိဘူး vertical တိုင်းလှည့်ရင်တော့ပြဿနာရှိပါတယ်ဘယ်လိုပြဿနာလဲဆိုတော့ကိုယ်တိုင်းလှည့်ကြည့်စိတ်ကူးနဲ့ပဲဖြစ်ဖြစ်ဒါမှမဟုတ်လက်တွေဆန်းကြည့်ရေပုံးလေးထဲမှာရှိတစ်ဝက်လောက်ဖြည့်လိုက်ဖြည့်ပြီးတော့လှည့်ကြည့်ဒါမှမဟုတ်ဘောလုံးနည်းနည်းလေးတဲ့ဘောလုံးတစ်လုံးပေါ့နော်တရေဘောလုံးပဲဖြစ်ဖြစ်ကျိုးလေးနဲ့ခြီးပြီးတော့ခက်တော့ခက်လိမ့်မယ်တရေဘောလုံးကျိုးနဲ့ခြီးတာ something ပေါ့နော်ကွာတစ်ခုခုကိုခြီးပြီးတော့လှည့်လိုက်တဲ့အခါကျရင်ဒီအောက်ရောက်တဲ့အခါမှာပိုလေးပြီးတော့ဒီအပေါ်ရောက်တဲ့အခါမှာပေါ့နေတာကိုတွေ့ရတယ်ကိုကအားသိပ်စိုက်ကြမလို့တော့အပေါ်ဆုံးမှာအောက်ဆုံးမှာအားပုံမှန်ထက်ပိုစိုက်ရတာတွေ့ရလိမ့်မယ်အဲ့ဒါဘာကြောင့်လဲဆိုတာကိုပြောပြမယ်ဘာကြောင့်လဲဆိုတော့တခွန်းနဲ့ပြောရမယ်ဆိုရင် tension ဒီ centripetal force ကအလဲကိုဗဟိုပြတာနော်သူ့ရဲ့ direction ကဗဟိုပြတာအဲ့တော့ဗဟိုပြတဲ့ဒီ direction နဲ့ weight ရဲ့ direction ကဆန့်ကျင်ဘက်ဖြစ်နေတဲ့အချိန်မှာလေးတယ်တကယ်လို့ direction တူတယ်အပေါ်ဆုံးကိုရောက်နေလို့ direction တူတဲ့အခါမှာပေါ့တယ်ဒါပါပဲdirection ဆန့်ကျင်နေလို့လေးတယ် direction တူနေလို့ပေါ့တယ်ပေါ့နော်ဒါကတော့တခွန်းနဲ့ပြောလိုက်တာပုံသင်နည်းနဲ့ပြောမယ်ဆိုရင်ကိုယ်တွေလိုချင်တာက centimeter force လိုအပ်တာ centimeter force ကထားပါတော့200ဆိုပါလို့နော်200ပဲထားပါတော့ weight ကကြတော့အဲ့ဝတ္ထုရဲ့ weight က100ဆိုပါလို့ဒါဆိုရင် tension ဘယ်လောက်ပေးရမလဲဒါအပေါ်ဆုံးအခြေအနေမှာနော်အပေါ်ဆုံးဆိုတော့ top အခြေအနေမှာပတ်ဖို့အတွက်လိုအပ်တဲ့ centimeter force က200 weight ကလည်း100ရှိနေတယ်အဲ့တော့အပေါ်ဆုံးအခြေအနေမှာ weight ကလည်းအောက်ကို100ကူညီပြီးဆွဲပေးနေတယ်အဲ့တော့ tension ဒီဘယ်လောက်ပဲလို့တော့မလဲ100ပဲလို့တော့တာဟုတ်တယ်နော်အဲ့ဒီနှစ်ကောင်ပေါင်းလိုက်100ပေါင်း200bottom မှာကြတော့အဲ့လိုမဟုတ်ဘူး bottom မှာကြတော့လိုအပ်တဲ့ centimeter force ကတော့မပြောင်းဘူးစဝိုင်းပုံစံလဲခြင်းမင်းက200ပေးရမှာပဲအားဒါပေမဲ့ weight ကလည်းမပြောင်းဘူး100ပဲအဲ့တော့200ထွက်ဖို့အတွက် tension ကဘယ်လောက်တောင်ပေးလိုက်ရမလဲ300ပေးလိုက်ရမှာပေါ့ direction မတူဘူးလေဆန့်ကျင်တယ်နှုတ်အဲ့အပေါ်ဆုံးမှာကွာ100ပေးပြီးတော့လဲအောက်ဆုံးရောက်တော့ကွာ300ပို့တောင်ဆွဲရတယ်ကိုတကယ်ဆွဲရတာက tension ကိုဆွဲရတာကိုတကယ်လူတွေအားတက်ရောက်နေတာဒီ tension ကိုတက်ရောက်တာ centimeter force ထွက်လာတာမဟုတ်ဘူးအဲကျိုးကနေ tension ပဲထွက်လာတာအဲဒါကြောင့်မလို့အားကွာသွားခြင်းဖြစ်တယ်အဲ့တော့ဒီလိုပု္ပ္ပစာတွေလည်းတစ်ခါတရံကြာရင်မေးတတ်တယ်အဲ့တော့ top အတွက်တွက်ပါ bottom အတွက်တွက်ပါဘာကိုရှာခိုင်းမလဲဆိုရင်တော့ FC ရှာခိုင်းတာတို့ T ရှာခိုင်းတာတို့လုပ်လို့ရတယ်အကွာမှတ်ထားမှာ top မှာဆိုရင် centimeter force ကိုလိုချင်တယ်ဆိုရင် tension နဲ့ weight နဲ့ပေါင်းမယ် bottom မှာဆိုရင် tension နဲ့ကနေ weight ကိုနှုတ်မယ်သူလိုချင်တာကိုဟိုဘက်ဒီဘက်လှည့်ပြီးတွက်ပေးလိုက်ပေါ့ဒါပါပဲနော် vertical ဆိုရင်အဲ့ဒါလေးတော့သတိထားရမယ်ကဲနောက်တစ်ခုကကြတော့ gravitational force ကတော့အားလုံးသိပြီးသားအတိုင်းပဲ drag ဆွဲအားပေါ့ကဘာမြေဆွဲအားမဟုတ်ဘူးနော် drag ဆွဲအားဘာကြောင့်လဲဆိုတော့ကဘာမြေပြင်တစ်ခုတည်းအဲ့အားရှိတာမဟုတ်ဘူးဒါပေမဲ့လူတွေကကဘာမြေပြင်ပေါ်ကနေပြီးတော့ကဘာဆွဲအားပြောနေတော့ gravitational force ဒီကဘာဆွဲအားလို့ပဲထင်ကြတယ်တကယ်တော့ drag ရှိတဲ့အရာဝတ္ထုတိုင်းမှာရှိတယ်တနည်းအားဖြင့် mass ရှိတဲ့အရာဝတ္ထုတိုင်းမှာ gravitational force ရှိတယ်ဒါကြောင့်မလို့ဂျိုတွေလဲပတ်နေတာဖြစ်တယ်အနည်းဆက်ဆုံးပြောရမယ်ဆိုရင်အဲ့တော့လကကဘာကိုပတ်တယ်ကဘာကလည်းနေကိုပတ်တယ်ဘာကြောင့်လဲ gravitational force ကြောင့်ပေါ့နျူတန်ရဲ့ရှုထောင့်ကပြောမယ်ဆိုရင်တော့ဒါ gravitational force ကြောင့်ပေါ့နော်အဲ့တော့အဲ့ဒီ gravitational force ကိုလိုချင်ရင်ဘယ်လိုတွက်ကြမလဲတနည်းအားဖြင့် gravitational force ဆိုတာအဲ့ဒီကဘာကနေပြီးတော့ဝတ္ထုပေါ်တက်ရောက်လိုက်တဲ့ weight တစ်ခုပဲဖြစ်တယ်အဲ့တော့ F gravity ဆိုတာဘာနဲ့တူလဲဆိုတော့ mg နဲ့တူတယ် mg ဆိုတာ weight ပဲပေါ့နော်အဲ့တော့ centimeter force ကလည်း mv square by r ပဲမလားဒါကြောင့်မလို့ဘယ်လိုရလာလဲဆိုတော့ F gravity equal to centimeter force fc ဖြစ်သွားတာပေါ့
F gravity မှာမှကိုယ့်အကိုပုံတင်နည်းပေါ့ gravitational force ရဲ့ပုံတင်နည်းထည့်လို့ရတယ်ဘယ်ပုံတင်နည်းထည့်မလဲဆိုတော့ G တန်းတော့တင်ခဲ့တဲ့ပုံတင်နည်းမှတ်မိလား G(m1 m2 r square) အဲ့ဒါထည့်လို့ရမယ်ဒီဘက်မှာကျတော့ FC မှာ mv square r ထည့်လို့ရမယ်အဲ့ဒီမှာကိုလိုချင်တာကိုထပ်ပြီးတော့ရှာလို့ရတာပေါ့ Okay တယ်နော်အဲ့တော့ gravitational force က centripetal force အဖြစ်ဆောင်ရွက်တဲ့အချိန်မှာဒီလိုပုံတင်နည်းနဲ့တွက်မယ်အဲ့မှာနည်းနည်းလေးထပ်ဖြည့်ပြီးပြောချင်တယ်ဘာလဲဆိုတော့ gravitational force နဲ့ဆွဲလိုက်တဲ့အခါမှာအဲ့ဒီကဘာစီကိုမကတ်လာဘူးလားကဘာရောနေစီကိုမကတ်လာဘူးလားတချို့တွေအဲ့လိုတွေးကြတယ်အဲ့တော့ဘောလုံးလေးကိုကျိုးနဲ့လက်ရင်အဲ့ဘောလုံးကမျက်နှာကိုလာရိုက်လို့လားမရိုက်ဘူးဘာကြောင့်လဲဆိုတော့အဲ့ဒီဘောလုံးလေးကိုလှည့်တဲ့အခါမှာကွာဘေးကိုအရင်လွှဲပြီးမှလှည့်လို့ရတယ်သိလားဘောလုံးလေးကိုကျိုးနဲ့ချီတယ်ဘေးကိုအရင်လွှဲပြီးမှလှည့်လို့ရတယ်တနည်းအားဖြင့်သူ့ကိုဘေးကိုသွားခြင်းနဲ့သွားတဲ့ speed တစ်ခုပေးလိုက်တာပေါ့ကွာအဲ့လိုသွားရင်းနဲ့မှကိုကပြန်ဆွဲလိုက်တဲ့အတွက်သူကဒီလိုချိုးရတာဇက်တိုက်ဆွဲနေတဲ့အတွက်ဇက်တိုက်ချိုးရတာချိုးရင်းနဲ့စဝိုင်းဖြစ်လာတာဟုတ်တယ်နော်အဲ့တော့ကလည်းကဘာရဲ့ဒီ gravitational force ကကိုမပေးတာဘူးပေါ့နော်ဒီသူတို့နှစ်ခုကြားမှာအဆက်အသွယ်ပြတ်သွားတယ်ဆိုပါစို့ဒီလိုမျိုးအဆက်အသွယ်ပြတ်သွားတယ်ဆိုပါစို့ဒါဆိုရင်ဒီဘယ်လိုပဲသွားမှာလဲဒီလိုလဲနေတဲ့ကောင်ဒီလိုတဲ့တယ်ကြီးထွက်သွားမှာပြန်လာမှာမဟုတ်ဘူးဘယ်တော့မှဒါပေမဲ့တဘာဝတရားမှာ gravitational force ကအဲ့လိုပျောက်သွားခြင်းတော့မရှိဘူးအမြဲတမ်းဆွဲနေတာဖြစ်တဲ့အတွက်အမြဲတမ်းပတ်နေတာဖြစ်တယ်ဒါဆိုရင်ကဘာကိုဘာလို့လာမကက်လဲဆိုတာကိုသိလောက်ပြီးထင်ပါတယ်ကဲနောက်တစ်ခု electric force တောင်သိပါတယ်နော် electric force ကလျှပ်စစ်အားပေါ့လျှပ်စစ်အားဆိုတော့အမုံလေးတွေ charge အမုံလေးတွေကြားမှာဖြစ်တဲ့အား charge အမုံလေးတွေကြားမှာဖြစ်တဲ့အားဆိုတော့ positive နဲ့ negative charge ကျူလေးတွေရှိမယ် Q1 Q2 သူတို့နှစ်ခုကြားမှာဘာလေးတွေရှိလဲဆွဲအားရှိတယ်ချင်းဆွဲနေဒီလို plus ဆိုရင်တွန်းမှာပေါ့တွန်းအားတွေဆွဲအားတွေဆိုတာရှိတယ်အဲ့လိုပဲ nucleus ကလည်းအထဲမှာ proton ပါတဲ့အတွက် positive ဖြစ်တယ် neutron ကတော့0ဆိုတော့မပြောတော့ဘူး proton က positive ဖြစ်တယ် proton အရေအတွက်နဲ့ electron အရေအတွက်ကလည်း atom တစ်လုံးမှာတူညီတယ်ဘယ် atom မှာမဆို proton အရေအတွက်နဲ့ electron အရေအတွက်တူညီတယ်တူညီတော့အဲ့နှစ်ကောင်ဘာဖြစ်လဲဆိုတော့ဆွဲပြီပေါ့ plus နဲ့ minus မို့လို့ဆွဲတာကွာမတူညီလဲဆွဲတာပါပဲတချို့အခြေအနေမှာတော့မတူဘူးပေါ့နော်ဒါပေမဲ့အဲ့ဒီအကြောင်းပြောချင်တာမဟုတ်ဘူး positive နဲ့ negative မို့လို့ဆွဲတယ်အဲ့လိုဆွဲတဲ့အားကဘာဖြစ်လာလဲဆိုတော့ centripetal force အဖြစ်ဒီနေရာမှာဆောင်ရွက်တယ်ကျန်တဲ့နေရာမှာတော့ electric force ကသူ့ electric force အတိုင်းပဲရှိနေမှာပဲဒါပေမဲ့ဒီနေရာမှာတော့သူက centripetal force အဖြစ်တရုပ်ဆောင်ပေးတာပေါ့electron လေးကသူ့ကိုအမြဲတမ်းပတ်နေလို့ရသွားတာပေါ့အဲ့တော့ atom ကြီးကလည်းတည်မြဲပြီးတော့အရာဝတ္ထုတွေကလည်းတည်မြဲနေတာပေါ့ဒါဆိုရင်ဒီ electric force နဲ့ပတ်သက်ပြီးတော့ဘယ်ပုံသင်နည်းနဲ့တွက်မလဲဆိုတော့ electric force ကFE လို့အတူကောက်ရေးလိုက်မယ်နော် centripetal force က FC electric force ရဲ့ပုံသင်နည်းတည်ပြီးသားပါ K Q1 Q2 by R square FC ကကြတော့ mv square by R အဲ့ထဲမှာကိုလိုချင်တဲ့ဟာကိုရှာလိုက်လို့ရတာနောက်ထပ်တစ်ခု frictional force တဲ့ဒါကတော့နည်းနည်းပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတယ်ပြီးတော့ကိုကလည်းလက်တွေ့မှာဒါမျိုးတွေကြုံတွေ့နေရမှာပဲfrictional force ဆိုတာလေးကိုအရင်ပြောမယ်ကားဘိန်းမှာဒီလိုမျိုး line လေးတွေဖော်ထားတာအလားဖော်ထားတာမဟုတ်ဘူးအဲ့ဒါလေးတွေပန်းလို့ခေါ်တယ်ဒီကောင်လေးတွေရှိမှမညီတော့ဘူးလေမညီတော့ရင်ဒါ friction တွေရှိလာမှာဘိန်းနဲ့လမ်းနဲ့ကြားမှာ friction ရှိလာမှာဒီကြားထဲမှာ friction တွေရှိလာအဲ့လို friction တွေရှိလို့ကားကရှေ့ကိုဆက်သွားလို့ရတာဖြစ်တယ်နောက်တစ်မျိုးပြောရမယ်ဆိုရင်လူတွေလမ်းလျှောက်တယ်နော်လမ်းလျှောက်တဲ့အခါမှာလဲ friction ရှိလို့လမ်းလျှောက်လို့ရတာ friction မရှိအောင်ကျမ်းမြင်မှာစီတွေအများကြီးလောင်းထားလိုက်ဒါဆိုရင်ခြေထောက်နဲ့ကျမ်းမြင်ကြား friction ကိုတော့ short ချပေးလိမ့်မယ်ရေညှိတွေအများကြီးထားလိုက်ဖက်နှက်ကိုလည်းချောနေတဲ့ပြောင်ဖက်နှက်ကြီးပေါ့အဲ့ဒီမှာလမ်းလျှောက်ကြည့်တခါတည်းစလစ်ရိုက်သွားမယ်အဲ့ဒါဘာလဲဆိုတော့ friction မရှိရင်လမ်းလျှောက်လို့မရဘူးဆိုတာပြောတာဂေါ်လီလုံးတွေလေတဲ့မှာရုပ်ရှင်တွေထဲမှာဂေါ်လီလုံးတွေအများကြီးပစ်ချလိုက်တယ်အဲ့ဒီဘွားနေပြီးတော့လူဆိုးတွေကတက်ပြေးလာတယ်ချော်ကြသွားတယ်အဲ့ဒါဘာလဲဆိုတော့ friction မရှိအောင်လုပ်လိုက်တာ
friction ကို short ချလိုက်တဲ့သဘောပေါ့ကားတွေမှာလည်းလို့ပဲဒီဘေးကပန်းတွေမပါဘူးဆိုရင်အရှိကိုကောင်းကောင်းမသွားနိုင်ဘူးအဲ့တော့ဘေးတွေမှာ friction ရှိဖို့လိုတယ်အဲ့ဒါကြောင့်အရှိကိုဆက်သွားနိုင်တယ်ကဲဒါဆိုရင်တဲ့သွားတဲ့ကိစ္စပြီးသွားရင်ကွေတဲ့ကိစ္စမှာ friction ဘာကြောင့်အရေးကြီးလဲပြောပြမယ်အခုဒီကားလေးပေါ့ဒီကားကစိတ်ကူးရင်ကြည့်နော်ဒီကနေဒီထိလာတဲ့အခါမှာတဲ့လာတဲ့အခါမှာ friction ရှိတယ်ဒါပေမဲ့ဒီနေရာရောက်တဲ့အခါမှာ friction ရုတ်တရက်မရှိတော့ဘူးလို့စဉ်းစားကြည့်အဲ့ဒီအချိန်မှာဘိန်းကဘာဖြစ်နေမလဲချော်နေမယ်ချော်ပြီးတော့အဲ့ဒီကားဒီဘလို့ပဲကွေလို့မရတော့ပဲနဲ့ချော်ပြီးတော့ကြောက်တယ်ပြုတ်ကြသွားမှာဖြစ်တယ်အဲ့တော့ friction ရှိနေရင်သူကကွေလို့ရတယ်အဲ့ friction သုံးပြီးတော့ကွေလိုက်တဲ့အခါမှာဒီအလယ်နားမှာ centripetal force တစ်ခုပေါ်လာပြီးတော့သူ့ကိုကွေအောင်လုပ်ပေးလိုက်တယ်အစရရ centripetal force ကဒီနားကနေထိုင်ဆောင်နေတာမဟုတ်ဘူးโอเคနော်ဒီနားမှာထိုင်ဆောင်တာမဟုတ်သူ့ရဲ့ friction ကြောင့်ဒီမှာပေါ်လာတာโอเคအဲ့တော့ friction နည်းရင်မလုံလောက်ဘူးဆိုရင်ကားဒီကောင်းကောင်းမကွေ့နိုင်ဘဲနဲ့ချော်ပြီးတော့ဘေးကိုထွက်ကြအောင်မှာဖြစ်တယ် friction လုံးဝမရှိရင်တော့တစ်ဆက်တောင်ကွေ့မှာမဟုတ်ဘူးကားတဲ့တဲ့ကြီးကြောက်ထဲထိုးဆင်းသွားမှာဖြစ်တယ်friction ကောင်းကောင်းရှိဖို့လိုတယ်အားကြောင့်ဘိန်းတွေကပန်းတွေတာယာတွေကပန်းတွေများများပါဖို့လိုတယ်တာယာတွေသုံးတာများလာတယ်နှစ်တွေကြာလာတယ်2 နှစ်3 နှစ်လောက်ဆိုရင်ဒါတာယာအသစ်တစ်လုံးလဲတင်တာပေါ့โอเคကြည့်ဒါဆိုရင် on an embanked curve embanked curve ဆိုတာ embanked ဆိုတာလမ်းလေးစောင်းထားတာကို bank လို့ခေါ်တယ်လမ်းစောင်းထားတာကို bank လို့ခေါ်တယ်ဆိုတော့စန့်ကျင်ဘက်အနေနဲ့ embank ဆိုတော့လမ်းအဖြောင့်ပေါ့လမ်းအဖြောင့်မှာမြင်းခွေတိုင်းပတ်မယ်တနည်းအားဖြင့်ကွေ့မယ်ပေါ့ဆိုရင် static friction နဲ့ force က provide the centripetal force ကိုထုတ်ပေးပါတယ်ဒီ friction ကြောင့်ပဲ centripetal force ထွက်လာတာကြည့်ဒါဆိုရင်ဒီကားဘိန်းနဲ့လမ်းနဲ့ကြားမှာဖြစ်တဲ့ friction မှာ2မျိုးရှိတယ်ဘယ်လိုလဲဆိုတော့ static friction နဲ့ kinematic friction ဆိုပြီးတော့2မျိုးရှိတယ်ဒီမှာအလုပ်လုပ်တာ static friction ကအလုပ်လုပ်တာstatic friction ရဲ့သင်္ကေတကိုဘယ်လိုရေးလဲဆိုတော့ μs လို့ရေးတယ်နော် μs ဒီမှာရေးထားတယ် μs ဒါ static friction ရဲ့သင်္ကေတပေါ့နော် kinematic ဆိုရင်တော့ mu k ဖြစ်သွားမယ် n ကကြတော့ normal force ဆိုတာဒီကားဘိန်းကားကနေပြီးတော့အပေါ်တဲ့ထွက်နေတဲ့ force normal force အဲ့ဒါ n f ကကြတော့ centripetal force ဒါကြောင့်မလို့ဒီ frictional force ကိုတွက်ချင်တယ်ဆိုရင်ကားဘိန်းနဲ့လမ်းနဲ့ကြားက static frictional force နဲ့ normal force နဲ့မျှလိုက်အဲ့ဒါဆိုရင် centripetal force ကိုရတယ်တနည်းအားဖြင့်ကားဘိန်းကပေးတဲ့ frictional force ကိုရပြီပေါ့ဒါဆိုရင် frictional force တွက်တဲ့ပုံစံလည်းသိပြီနော်နောက်တစ်ခုကကြတော့ normal force ခေါင်းစဉ်ဘယ်လိုတက်ပေးထားလဲဆိုတော့ normal force relation with banking road မှာဖြစ်ပေါ်တဲ့ normal force ပေါ့ဒီကောင်ကတော့အရေးကြီးတယ်ဘာလို့အရေးကြီးလဲဆိုတာနားထောင်ကြည့်ဥပမာ cycle လေးတစ်စီးကိုလူတယောက်စီးနေမယ်ဆိုရင်အဲ့ဒီ cycle နဲ့လူနဲ့နှစ်ခုပေါင်း weight ကအောက်ကိုကျမယ်မြေကြီးကလည်း cycle နဲ့လူနဲ့နှစ်ခုပေါင်း weight အတိုင်းဒါ reaction ပြန်ပေးနေမယ်ပေါ့အဲ့တော့ဒီ reaction force နဲ့ weight နဲ့က balance ဖြစ်နေတယ်ဒါပြဿနာမရှိဘူးသူလည်းအတဲ့ပဲသွားနေမှာဒါပေမဲ့စောင်းလိုက်ရင်တော့ပြဿနာရှိသွားပြီဘယ်လိုပြဿနာလဲဆိုတော့ cycle ကိုစောင်းမိသွားတဲ့ခါကျရင်သူ့ရဲ့ reaction ကဒီလိုကြီးဖြစ်သွားတယ်နော်ဒါ reaction ကြီးဖြစ်သွားပြီ reaction အဲ့လိုဖြစ်သွားတဲ့အတွက် reaction စောင်းသွားတဲ့အတွက်သူ့မှာ component နှစ်ခုပေါ်လာမယ် component တစ်ခုကကြတော့ horizontal component horizontal ဆိုတော့ h direction ပေါ့အဲ့တော့ rh လို့ရေးလိုက်မယ်ဒီမှာကြတော့ဒီ reaction ကကြတော့ဒီ component က r y ပေါ့ဒီနေရာမှာတစ်ခုပြောချင်တာကမြားတွေကတော့တူကိုတူရမယ်ပေါ့နော်တူကိုတူရမယ်ဒါပေမဲ့ဆွဲရင်းနဲ့တစ်ခါလေကြာရင်မြားမတူတာဖြစ်ရင်လေ sorry ပေါ့မြားကတော့ဒီလိုမျိုးတူရမှာပေါ့နော်သူ့ရဲ့အရှည်နဲ့တူရမယ်သူ့ရဲ့အရှည်နဲ့လို့တန်းနဲ့ဖြစ်ရမယ်ဒါပေမဲ့တစ်ခါလေကြာရင်တော့ဒီ component အကြောင်းပြောနေတာမဟုတ်ဘူးမြားရဲ့အရှည်အကြောင်းအဓိကပြောချင်တာမဟုတ်ဘူးဆိုတော့အဆင်ပြေလို့ပဲဆွဲလိုက်တာပေါ့နော် okay reaction force ကနေပြီးတော့ဘာဖြစ်သွားလဲဆိုတော့ component နှစ်ခု꿰သွားတယ် RH နဲ့ RY အဲ့တော့ဒီ RY ကကြတော့ခုနကပြောတဲ့ဒီ weight နဲ့ balance ဖြစ်နေတော့ဒီကောင်ထည့်စဉ်းစားကြမလို့တော့ဘူးဒီ RH တစ်ခုပဲကြံ့မယ်အဲ့ဒီ RH ကဘာနဲ့ညီလဲဆိုတော့ centripetal force နဲ့
ဒီနေရာမှာ RH ဆိုတာပါလဲဆိုတာအဲ့ဒီ RH ဒီ normal force ပဲဘယ်လို normal force လဲဆိုတော့ horizontal component of normal force နောက်တစ်မျိုးဘယ်လိုရေးလို့ရလဲဆိုတော့သူ့ကို F and H လို့ရေးလို့ရတယ် F and H ကဲဒါဆိုရင် cycle စီးတဲ့အကြောင်းနားလည်သွားပြီ cycle 꿰ခြင်းဘာလုပ်ရမလဲစောင်းရမယ်စောင်းလိုက်တဲ့အခါကျရင်normal force ကနေပြီးတော့ horizontal component ထွက်လာမယ်အဲ့ horizontal component centripetal force အဖြစ်ဆောင်ရွက်ပြီးတော့အဲ့ဒီ cycle ကိုသူစောင်းတဲ့ဘက်ကို꿰စေတယ် okay တယ်ဒါပေမဲ့ကားမောင်းတဲ့အခါကျရင်တော့ကားကစောင်းလို့မရတာဟုတ်တယ်နော်ကားကစောင်းလို့မရတော့ဘယ်လို꿰မလဲခုနအရှိမပြောခဲ့တဲ့အတိုင်း frictional force နဲ့꿰မှာပေါ့ဒါပေမဲ့အရန်ကိုအ꿰ရခတ်တဲ့နေရာမျိုးတောင်ပတ်လန်းလိုနေရာမျိုး speed အရန်များနေတဲ့အခြေအနေမျိုးမှာဆိုရင်အဲ့ဒီ frictional force ကမလုံလောက်တော့ဘူးဒါကြောင့်မလို့ကားမောက်ခြင်းတွေဖြစ်လာတာ cycle ကြတော့စောင်းလိုက်ရင်꿰သွားတယ် frictional force ကြောင့်ရောစောင်းထားတာကြောင့်ရောဆိုတော့ပို့ပြီးတော့꿰နိုင်တာပေါ့ဒါပေမဲ့ကားကြတော့စောင်းလို့မရအောင်ဒါပေမဲ့လူသားတွေကအုံနောက်အရန်ပြေးတယ်ကားကိုစောင်းလို့မရတော့လမ်းကိုစောင်းချလိုက်တယ်ဘယ်လိုစောင်းလိုက်လဲဆိုတော့ဒီ꿰ရမယ်အ꿰နေရာလေးတွေမှာလမ်းကိုမတိမတာတစ်မျိုးတိတိတတာတစ်မျိုးစောင်းပေးထားတယ်တောင်ပတ်လန်းတွေမှာတွက်ကျင်လမ်းလေးတွေကမဖြောင့်မဲနဲ့စောင်းနေတာလေးတွေ့ရလိမ့်မယ်ဘာကြောင့်စောင်းလဲဆိုတော့ခုန cycle ဥပမာနဲ့ပဲကြည့်လိုက်ကားကဒီလိုအတက်မောင်းနေတယ်ဆိုရင်တော့ဘာမှပြဿနာမရှိဘူး reaction force ဒါက normal force ဆိုလည်းပြောလို့ရတယ်နော် reaction ပဲပြော normal force ဆိုပဲပြောတူတူပဲ normal force က weight နဲ့ balance ဖြစ်နေတယ်꿰ချင်ရင် frictional force နဲ့꿰ရတယ်ကားဘင်းရဲ့ friction သုံးပြီး꿰ရတယ်စောင်းလိုက်တဲ့အခါကျတော့အဲ့ဒီ normal force က component နှစ်ခုထွက်လာတယ်တစ်ခုက horizontal တစ်ခုက vertical horizontal ကနည်းနည်းများသွားပြီပြန်လျှော့ horizontal နဲ့ vertical ဆိုပြီးနှစ်မျိုးထွက်လာမယ်အဲ့ဒီမှာ vertical က weight နဲ့ balance ဖြစ်နေတော့သူ့ကိုခဏထားလိုက်ဒါကတော့ပုံမှန်အတိုင်းပဲเนาะဖြစ်ကိုဖြစ်ရမှာပဲအဲ့မှာပုံနေတာကဘာလဲဆိုတော့ normal force ရဲ့ h direction horizontal component ပုံနေတာအဲ့ဒီကောင်က centripetal force အဖြစ်ဆောင်ရပြီးတော့ကားကို꿰စီတယ်ဒါဆိုရင်ကား꿰ဖို့အတွက်နှစ်မျိုးဖြစ်သွားပြီ frictional force ကလည်းပေးတယ်လမ်းကိုစောင်းထားတဲ့အတွက်အဲ့ဒီကနေပြီးတော့ normal force ကလည်းထပ်ပြီးတော့ထပ်ပေးတယ်အဲ့တော့ကားကပို့ပြီးတော့꿰လို့ကောင်းသွားတယ်ပို့ပြီးတော့꿰နိုင်သွားတယ်ကားမောက်ဖို့ရာခိုင်နှုန်းနည်းသွားတယ်အဲ့လိုမျိုးလမ်းစောင်းထားတာကိုဘာလို့ခေါ်လဲဆိုတော့ banking road လို့ခေါ်တယ် on a frictionless bank curve the centripetal force is the horizontal component of the normal force ဒီ friction မရှိတဲ့ bank curve တွေပေါ်မှာ bank curve ဆိုတာလမ်းကိုစောင်းထားတယ် curve ကကြတော့သဝိုင်းပုံစံ꿰တာပေါ့အဲ့တော့ friction မရှိဘူးဆိုရင်တော့မှ the centripetal force က is the horizontal component of normal force normal force ရဲ့ horizontal component က centripetal force ဖြစ်သွားတယ်the vertical component of normal force က balance the car's weight ကားရဲ့ weight နဲ့ balance ဖြစ်နေတယ်သူပြောချင်တာကတော့ရှေ့မှာမြန်မာလူပြောခဲ့သလိုပဲ normal force ရဲ့ horizontal component ကနေပြီးတော့ centripetal force ဖြစ်ဆောင်ရွက်ပေးတယ်လို့ပြောတာပဲဖြစ်တယ်ကဲနောက်တစ်ခုကကြတော့သူ့ရဲ့ပုံသေးနည်းသူ့ကိုဘယ်လိုရှာကြမလဲပေါ့နော်အဲ့တော့ကားလေးကိုစောင်းလိုက်တဲ့အတွက်ဒီမှာ vertical component နဲ့ horizontal component ဆိုပြီးထွက်လာတယ် vertical component က weight နဲ့ balance ဖြစ်တယ်ဟုတ်တယ်နော် horizontal component က centripetal force ဖြစ်မယ်ဒါဆိုရင်သူက centripetal force ရှာခိုင်းကိုက horizontal component ကိုရှာပေးလိုက်ပေါ့ horizontal component ဆိုတော့ fh ကိုလိုချင်ရင် fn sin theta နဲ့တွက်တယ်ဘာကြောင့်လဲဆိုတော့ဒါကတော့ trigonometry အချိုးပဲလေဒါတော့ထပ်မပြောပြတော့ဘူး fn sin theta fy ကိုလိုချင်တယ်ဒါမှမဟုတ်ကားရဲ့ weight ကိုလိုချင်တယ်ဆိုရင် fy ကိုတွက် fy ဆိုရင် fn cos theta ပေါ့ရှာမယ်နော်ပြီးတော့အဲ့ဒီမှာထောင်းကိုမေးတာမျိုးလည်းရှိတတ်တယ်ထောင်းကိုမေးတဲ့ခါကျရင် tan theta equal to v square by rg နဲ့တွက်မယ်ဒီဟာရဘယ်လိုရောက်လာလဲပုံမှန်ဆိုရင်တော့
ဒါတွေ derivation တွေပြောပြနေရင်နည်းနည်းအချိန်ကြာတယ်ပေါ့နော်အချိန်ကြာတယ်ဆိုတော့မပြောတော့ဘူးပေါ့အဲ့တော့အခုပြောမလားဆိုတော့အခုလည်းမပြောတော့ပါဘူးနောက်တစ်ခုပဲဆက်သွားလိုက်ပါမယ် app thrust နောက်တစ်မျိုးသူ့ lifting force လို့လည်းခေါ်တယ်ဒါကကြတော့လေယာဉ်မြန်နေမှာသုံးတဲ့စကားလုံးပေါ့သဘောတရားကတော့ရှေ့က banking တို့ကားနဲ့အတူတူပဲကားကိုစောင်းလိုက်ရင်ကားကွေ့တယ်စိုက်ကယ်ကိုစောင်းလိုက်ရင်စိုက်ကယ်ကွေ့နိုင်တယ်အဲ့လိုပဲလေယာဉ်မြန်ကိုလည်းစောင်းလိုက်ရင်လေယာဉ်မြန်ကွေ့နိုင်တာပေါ့ဒါပေမဲ့ကားတွေစိုက်ကယ်တွေမှာက normal force လို့သုံးပြီးတော့ဒီမှာကျတော့ app thrust ဒါမှမဟုတ် lifting force လို့သုံးတယ်ကြည့်အောင်လေယာဉ်မြန်ကိုအတက်မောင်းနေတယ်ဒါဆိုရင်သူ့မှာပါရှိမလဲ normal force ရှိမယ်အောက်ကနေပြီးတော့ပင့်ပေးတာလေလေကနေပြီးတော့ပင့်ပေးထားတဲ့ normal force ရှိမယ်ပြီးတော့ weight ရှိမယ်အဲ့နှစ်ခုက balance ဖြစ်နေတော့ပြဿနာမရှိဘူးသူတဲ့တယ်ပဲသွားမှာပဲဒါပေမဲ့စောင်းလိုက်တယ်ဆိုရင် F&Y နဲ့ F&H ဆိုပြီးတော့နှစ်ခုထွက်လာမယ်အဲ့တော့ F&Y ကမရှိတော့ဘူးပေါ့နော်ပြီးတော့ weight ရှိလာမယ်အဲ့တော့ R ကဒီမှာ၄မျိုး sorry 3မျိုးပဲ F&R မရှိတော့ဘူးဘာကြောင့်လဲဆိုတော့ component တစ်ခုခွဲလိုက်ပြီဆိုရင်ဒီကောင်မရှိတော့ဘူးR 3မျိုးပဲ3မျိုးမှာ F&Y နဲ့ weight နဲ့က balance ဖြစ်မယ်ဆိုတော့ဒီမှာလဲ net force က0ပဲမရှိတော့ဘူးဒါဆိုရင်ပို့နေတာ F&H ပဲပို့မှာ F&H ဒီ centimeter force ပေါ့ဒါပါပဲရှာမယ်နော်ကဲဒါဆိုရင်ဒီနေ့မှာ centimeter force ဆိုတာဘာလဲ centimeter force ဘယ်လိုဖြစ်ပေါ်လာလဲဘယ်နေရာတွေမှာဖြစ်လဲပြီးတော့သူ့ကိုတွက်ရတဲ့ပုံစံနည်းတွေရယ်နားလည်သွားမယ်လို့ထင်ပါတယ်ဒါဆိုရင်နောက်ထပ်ဗီဒီယိုတစ်ခုကြာရင်ပြန်တွေ့ကြတာပေါ့